Hello အားလုံးပဲမင်္ဂလာပါရှင် Reader Alina Channel မှာကြိုဆိုလိုက်ပါတယ် Alina မိကောင်းဆွေကောင်းတဲ့ခရီးသွားခြင်းဆိုတဲ့စာအုပ်လေးကိုဖတ်လာလိုက်တာအခုဆိုရင်နောက်ဆုံးခန်းကိုရောက်ပါပြီစာအုပ်လေးစဖတ်လိုက်တော့မယ်နော်အခန်း6ပန်းများကိုပွင့်စီသူလောကကြီးမှာမိကောင်းဆွေကောင်းဖော်ကောင်းရှားပါတယ်စိတ်သဘောကောင်းမြတ်ဖြောင်စင်းသူရှားပါတယ်လို့ပြောရကြပါတယ်ဒီမှာလဲတစ်လျှောက်လုံးမိကောင်းဆွေကောင်းရှားပါတဲ့အကြောင်းအများကြီးပြောခဲ့ပါတယ်ပြောရတာလည်းလွယ်ပါတယ်ဒါပေမဲ့ဒီမှာနားထောင်သူတွေရောပြောနေသူကိုယ်တိုင်ပါခါများစွာမေးလျော့နေတဲ့အချက်တစ်ခုရှိပါတယ်။ဘာလဲဆိုတော့မိကောင်းဆွေကောင်းအဖော်ကောင်းရှားကြောင်းစိတ်သဘောဖြောင်စင်းသူရှားကြောင်းပြောတဲ့အခါကိုတော့ပြန်မကြည့်ပဲခြံထားပြီးကိုပြင်ပပတ်ဝန်းကျင်ကလူတွေကိုသာကြည့်ပြောရတဲ့ဆိုတဲ့အချက်ပါပဲ။ကိုအကြိုက်နဲ့မတွေ့ရင်ဒါမှမဟုတ်ကိုအကျိုးစီးပွားအတွက်ဆောင်ရွက်မပေးရင်တစ်ဖက်လူကိုမိတ်ဆွေကောင်းမဟုတ်ဘူးလို့ပြောတတ်တာမျိုးတွေလည်းရှိပါတယ်။ဖြစ်တဲ့နာကတော့ကိုဥစွာကြည့်ပြီးငါကိုယ်တိုင်ကတော့ငါနဲ့သက်ဆိုင်သူတွေအတွက်မိကောင်းဆွေကောင်းဖော်ကောင်းဟုတ်ရဲ့လားငါကိုယ်တိုင်စိတ်ထားကောင်းမြတ်သူဖြောင်စင်းသူဟုတ်ရဲ့လားဆိုတာစစ်စစ်ဖို့ပါပဲ။ရှေ့နေတန်းမှာပြောခဲ့တဲ့မိတ်ဆွေကောင်းရဲ့ဂုဏ်အင်္ဂါအည်အသွေးတွေနဲ့တစ်ဖက်သူတွေအပေါ်မဆက်ဆံပါပဲလျက်နဲ့ကိုယ်ဝန်းကျင်ကလူတွေကိုမိတ်ဆွေကောင်းမဟုတ်ဘူးလို့ပြောဖို့မသင့်ဘူးထင်ပါတယ်။ကိုကမိတ်ဆွေကောင်းတို့ရဲ့ဂုဏ်အင်္ဂါတွေနဲ့ကိုယ်ဝန်းကျင်ကလူတွေကိုဆက်ဆံပေမဲ့အဲ့ဒီလူတွေကကိုမိကောင်းဆွေကောင်းအဖြစ်တုံ့ပြန်ပြီးမဆက်ဆံတာမျိုးတွေလည်းရှိမှာပါပဲ။ကိုကဘလောက်ကောင်းပေမဲ့ပြန်မကောင်းတာမျိုးတွေနဲ့လည်းကြုံရမှာပါပဲ။ပုထုဇဉ်တွေဆိုတော့အတိမဲ့သတိမဲ့ကျေးဇူးမဲ့တွေနဲ့စိတ်ထားတွေအမျိုးမျိုးဖောက်ပြန်ဖြစ်တတ်တာပါပဲ။တခါတုန်းကအင်မတန်အမျက်စောင်းမှန်ကြီးမားတဲ့မင်းသားတစ်ပါးရှိတယ်။ဘရင်သားဆိုတဲ့အမှန်ကလည်းရှိတယ်။အသက်အရွယ်ကလည်းငယ်ငယ်ဆိုတော့အသိပညာကလည်းနည်းသေးတယ်။ပင်ကိုဗီဇကလည်းမကောင်းတဲ့စရိုက်အထုံဝတီပါလာတဲ့သူဆိုတော့ဒုတ်လှန်ထိခိုက်မိတဲ့မွေဟောက်လို့အင်မတန်ရုပ်ရင်းကြမ်းတမ်းတယ်။ဒေါသအာဃာတတွေများတယ်။မဆဲရေးမပုတ်ခတ်ပဲစကားပြောလို့မရှိဘူးတဲ့။ဒီတော့အနီးဝန်းကျင်မှာရှိတဲ့လူတွေဟာမင်းသားကိုမြင်ရင်သူတို့ကိုစားဖို့လာတဲ့ဘလူးလိုကြောက်ရွံ့ကြတယ်။မင်းသားငယ်ကိုအင်မတန်မုန်းတီးဆက်ဆုပ်ကြတယ်။တနေ့မှာမင်းသားငယ်ကမြစ်ကူရေကစားသွားတယ်။အချွေအရန်တွေအလုတ်ကျွေးတွေလည်းလိုက်သွားကြရတယ်။မင်းသားကမြစ်တွင်းဆင်းပြီးရေကစားနေတော့အရက်လေးမျက်နှာလုံးအုံမှိုင်းမှောင်မဲသွားအောင်မိုးသားတွေတက်လာတယ်။တဲတဲထန်ထန်မူးရွာတော့မဲ့အခြေအနေရှိနေတော့မင်းသားကိုမုန်းတဲ့အချွေရန်လှုပ်ကျွေးတွေကဒီမင်းသားရင်းနှစ်တည်အောင်ထားပစ်ခဲ့မယ်လို့တိုင်ပင်ကြတယ်။ဒီလိုတိုင်ပင်ပြီးမြစ်လယ်မှာမင်းသားရေကစားနေတော့မှအချွေရန်တွေကကုန်းပေါ်သူ့ထက်ငါရောက်အောင်တက်ပြေးကြတယ်။ကုန်းပေါ်လည်းရောက်ရောမင်းသားကိုလှည့်လို့တောင်မကြည့်ပဲထွက်ပြေးသွားကြတယ်။နန်းတော်ရောက်လို့သူတို့ကိုမင်းကြီးကမင်းသားငယ်ကိုပါရက်လားလို့မေးတော့ရှေ့ကပြန်သွားနှင့်တယ်လို့လိန်ပြောကြတယ်။မင်းသားငယ်ကိုမတွေ့ရတော့မင်းကြီးကသူတို့ကိုမြစ်စိတ်ကိုပြန်သွားပြီးမင်းသားငယ်ကိုရှာခိုင်းတယ်။ဒါနဲ့သူတို့အဖွဲ့မြစ်စိတ်ကိုပြန်သွားကြရတယ်။သူတို့ရောက်တော့မိုးကတဲတဲမဲရွာဒီကထန်ဆိုတော့မင်းသားငယ်ကိုရှာလို့မတွေ့နိုင်ကြတော့ဘူး။မင်းသားငယ်ဟာမိုးလီထန်နဲ့မြစ်ကြောလယ်မှာထင်းတုံးတုံးကိုတွေ့မိပြီးရေစီးနဲ့မျောပါသွားတယ်။မိုးလီထန်လို့မျောပါလာတဲ့မွေတကောင်နဲ့ကြွက်တကောင်ကလည်းအဲ့ဒီမင်းသားဖက်တွယ်လာတဲ့ထင်းတုံးကိုတွေ့ပြီးလိုက်လာကြတယ်။အဲ့ဒီမြေကမ်းမှာရှိတဲ့လက်ပံပင်တစ်ပင်ဟာမိုးလီကြောင့်မြစ်ထဲလဲကြတယ်။လက်ပံပင်မှာနေတဲ့ကြက်တူရေးကလေးတစ်ကောင်ဟာလည်းမပြန်နိုင်တာနဲ့အဲ့ဒီမင်းသားတွေ့ဖက်မျောလာတဲ့ထင်းတုံးကိုတွေ့နာပြီးပါလာတယ်။ဒီလိုတရဝါလေးဦးသားထင်းတုံးတရုံးမှာခုတွေ့ပြီးမျောလာတာကိုရသေးတစ်ပါးကမြင်တော့မြစ်ထဲဆင်းပြီးသူတို့ကိုဆဲတယ်။ဒီလိုဆဲပြီးသူ့เจ้าသင်္ကန်းကလေးစီဆောင်ယူလာခဲ့တယ်။ကျောင်းသင်္ကန်းကလေးကိုရောက်တော့ရသေးကမိဘုံတစ်ခုကိုဖိုးပြီးအားနွဲ့တဲ့ကြက်တူရေးကလေးမွေနဲ့ကြွက်ကလေးကိုအရင်အဦးမီးလုံစေတယ်။နောက်မှမင်းသားကိုမီးလုံစေတယ်။အစာကျွေးတဲ့အခါမှာလဲအားနွဲ့တဲ့တရဝါလေးတွေကိုကျွေးပြီးမှမင်းသားကိုကျွေးတယ်။ရသေးရဲ့သဘောကတော့အားနွဲ့တဲ့သူကိုဦးစားပေးတာပါပဲ။မင်းသားကိုမုန်းလို့နောက်ချန်တာမဟုတ်ပါဘူး။ဒါပေမဲ့မင်းသားကတော့အကြီးအကျယ်စိတ်ထဲမှာကြိတ်ပြီးဒေါသဖြစ်တယ်။ငါမင်းသားဖြစ်ပါလေနဲ့ငါကိုတော့ဂယုမဆိုင်
ဦးစားမပေးတိရစ္ဆာန်တွေကိုမှဦးစားပေးတယ်ဒီလိုသဘောထားပြီးယသိကိုရန်ညှိုးဖွဲ့တယ်2 ရက် 3 ရက်ကြာလို့သူတို့တွေကျမ်းမာပြီးအင်အားပြေလာတဲ့အခါမျက်ရည်ကြီးတာလည်းကျသွားပြီဆိုတော့ကိုယ့်ရက်ကိုပြန်ကြဖို့ပြင်ဆင်ကြတယ်ဒီအခါမှာမွေကြွက်ကြက်တူရွေးတို့ကယသိကိုမိမိတို့ထံလာခဲ့ပါကျေးဇူးဆက်ပါရစေလူရန်ပါရစေလို့အသီးသီးပြောကြတယ်ဒီအခါမှာမင်းသားကလည်းစိတ်မပါပေမဲ့သူများတွေပြောနေတော့မကောင်းတတ်ပါဘူးလို့တွေးပြီးသူဘယင်ဖြစ်တဲ့အခါရှင်ရသိကြွလာခဲ့ပါပစ္စည်းလေးပါးနဲ့ပူဇော်ပါမယ်လို့ပြောတယ်ဒီလိုပြောပြီးအသီးသီးပြန်ကြတယ်မင်းသားငယ်ဟာမကြခင်ပဲဘယင်ဖြစ်တယ်တနေ့မှာယသိဟာသူကယ်ဆယ်ခဲ့တဲ့သူတွေရဲ့သဘောထားတွေကိုစုံစမ်းအောင်မယ်လို့တွေးမိတယ်ဒီအတွေးနဲ့ယသိဟာငွေစီကိုသွားတယ်ကြွက်စီကိုလည်းသွားတယ်ကြက်တူရေးစီကိုလည်းသွားတယ်အားလုံးဝမ်းသာစွာနဲ့ကြိုဆိုကြတယ်သူတို့မှရှိသမျှပစ္စည်းဥစ္စာအစာဟုသမျှကိုပေးလူကြတယ်ယသိကလည်းနောင်လူတဲ့အခါအလူခံမဲ့အကြောင်းပြောပြီးပြန်ခဲ့တယ်မွေကြွက်ကြက်တူရေးတို့ကကျေးဇူးတည်တဲ့တာတွေ့ရတော့ယသိကဝမ်းသာနေတယ်မွေကြွက်ကြက်တူရွေးငယ်တို့ကတော့ကျေးဇူးတည်တတ်ပါပေတယ်မင်းသားကိုစုံစမ်းအောင်မယ်ဘလို့သဘောထားများရှိမလဲလို့တွေးပြီးယသိဟာမင်းသားထံကိုထွက်ခဲ့တယ်မြို့ကိုရောက်တော့နန်းဥယျာဉ်မှာတဲခိုတယ်မနက်ဆွမ်းခံချိန်ရောက်တော့ယသိဟာမြို့ထဲကိုဆွမ်းခံထွက်လာခဲ့တယ်ယသိဆွမ်းခံထွက်လာတဲ့အချိန်မှာပဲမင်းသားဟာဘယင်ဖြစ်နေပြီဆိုတော့မင်္ဂလာစင်တော်ကိုစီးပြီးအချွေအရံတွေနဲ့မြို့ကိုလက်ရာရည်လှည့်လာကိုင်းနဲ့ကြုံနေတယ်ဆွမ်းခံထွက်လာတဲ့ယသိကိုမင်္ဂလာစင်တော်ဘော်ကဘယင်ကချက်ချင်းမှန်းမိတယ်ကောက်ကျစ်စင်းလဲတဲ့ယသိလာပြီးငါထံမှာစားကာတောက်ကာနဲ့နေလိုဟန်တူတယ်ငါကိုပြုစုထားတဲ့ကျေးဇူးကိုလူအများကိုသူမပြောခင်သူ့ကိုငါအသက်ခိုင်းမှပဲလို့ဘယင်ကကြံပြီးအနီးကမင်းချင်းတွေကိုဟောဟိုကကောက်ကျစ်တဲ့ယသိကိုဖမ်းဆီးချုပ်နှောင်ပြီးလမ်းဆုံးရောက်တိုင်းရိုက်နှက်ပြီးမြို့ပြင်ထုတ်သက်ရမယ်လို့အမိန့်ပေးတယ်မင်းချင်းတွေကလည်းယသိကိုဖမ်းဆီးတုံနှောင်ပြီးလမ်းဆုံးရောက်တိုင်းမှာရိုက်နှက်ကြတယ်ယသိဟာရိုက်တိုင်းဘယ်နဲ့ညညူတယ်လဲဆိုတော့မြစ်ထဲမျောပါလာတဲ့တစ်တုံးကိုဆယ်ယူတာကမှမြတ်သေးတယ်အဆွေခင်ပွန်းကောင်းကိုပြင်မာတဲ့လူယုံမာကိုဆယ်တင်ရခြင်းကတော့မမြတ်တာသည်လို့အချို့ပညာရှိတို့ပြောဆိုကြတဲ့စကားဟာမှန်လိုက်တာလို့ညညူတယ်တဲ့ယသိညညူတဲ့စကားကိုကြားတဲ့အခါမှာပညာရှိကြတဲ့သူတွေကအိုးအရှင်ယသိသင်သည်ကျွန်ုပ်တို့ရဲ့မင်းကြီးကိုပြုခဲ့ဘူးတဲ့ကျေးဇူးတစ်စုံတရာရှိပါသလားလို့မေးကြတယ်ဒီအခါမှာယသိကသူတို့ရဲ့မင်းကြီးကိုမင်းမဖြစ်ခင်မင်းသားဖြစ်စဉ်ကမြစ်ထဲမှာမျောပါလာလို့ကယ်ဆယ်ခဲ့ဘူးကြောင်းအစမှအဆုံးတိုင်းပြောပြတယ်ဒီအခါမှာပညာရှိကြသူတွေအမတ်ပုံသားတွေဟာကျေးဇူးရှင်ကိုတောင်ပြင်မာတဲ့မင်းကိုမိပြီးဘယ်မှာအကျိုးရှိမှလဲမင်းအဖြစ်တင်မြှောက်ထားတာဘာအကျိုးရှိမှလဲဆိုပြီးနန်းချပစ်ကြတယ်ယသိကိုမင်းအဖြစ်မြောက်တင်လိုက်ကြတယ်လို့ဆိုပါတယ်ယသိညည်းညူသလိုညည်းညူရတဲ့ဖြစ်မျိုးတွေကျွန်တော်တို့ဘဝခရီးမှာကြုံတတ်ပါတယ်ပုတ်နေတဲ့တစ်တော်ဒီမှာလှဲ့ကိုက်စရာတနေရာတော့ရှိတတ်တယ်ဆိုတဲ့စကားကိုထောက်ပြီးကိုကြုံတွေ့ရတဲ့လူတဦးဟာမကောင်းပေမဲ့သူ့မှာကောင်းကွက်တစ်ခုတော့ရှိမှာပဲဆိုပြီးဖြေဆယ်ရနိုင်တာမျိုးလဲရှိတော့ရှိပါရဲ့ဒါပေမဲ့တခါမှာဥဒိုင်ကနေအပေါ်ခွန်အထိပုတ်နေတဲ့ဖရဲသီးပုတ်တခွားသီးပုတ်မှာလှဲ့ကိုက်စရာဆိုလို့တနေရာမှမရှိသလိုပဲဘယ်နေရာမှမကောင်းတဲ့ဖြေဆယ်စရာမရနိုင်တဲ့လူမျိုးကိုလည်းကျွန်တော်တို့ဘဝခရီးမှာကြုံရတတ်ပါတယ်ကိုကမိတ်ဆွေကောင်းရဲ့သဘောထားနဲ့ဘလောက်အနစ်နာခံပြီးကူညီပေမဲ့ရိုင်းပင်းပေမဲ့ကျေးဇူးတည်ရဖို့နေသာသူ့အခွင့်အရေးအတွက်ကိုထိကြိုက်နစ်နာအောင်လုပ်သွားသူမျိုးတွေလည်းရှိတာပါပဲဒါကလည်းဘဝခရီးကိုသွားပန်များသူဘဝအတွေ့အကြုံတွေများသူမှပဲသိနိုင်ခံစားနိုင်ပါတယ်ဒီအခါမျိုးမှာအထက်ကယသိညည်းညူသလိုတစ်တုံးဆယ်တင်တာကမှအကျိုးရှိသေးတယ်ကျေးဇူးမရှိတဲ့သူကိုကယ်တင်ခြင်းကတော့အလကားပဲလို့ညည်းညူရတာမျိုးတွေလည်းရှိတတ်ပါတယ်ဒါပေမဲ့မိတ်ဆွေကောင်းဆိုတာအဲ့ဒီလိုလူမျိုးတွေနဲ့ကြုံရပေမဲ့လည်းစိတ်မပြတ်သင့်သေးပါဘူးတဲ့ဘာကြောင့်လဲဆိုတော့မိတ်ဆွေကောင်းဆိုတာတရားနဲ့ပြည့်စုံ၏စင်ကြယ်သောသီလရှိကုန်၏
ညာသောအကြအမြင်ရှိ၏ဝန်မတူပဲစွန့်ကြဲခြင်းရှိကုန်၏ပညာနှင့်ပြည့်စုံကုန်၏လို့ဖော်ပြထားတာရှိသေးတယ်ဆိုခဲ့တဲ့မိတ်ဆွေကောင်းတို့ရဲ့ဂုဏ်ရင်ကားထဲမှာအကြအမြင်များခြင်းပညာရှိခြင်းဆိုတာပါနေတယ်လူချင်းဆက်ဆံတဲ့အခါတစ်ဖက်သားကိုကူညီတဲ့အခါမှာဘဟုတုတအတွေ့အကြုံနဲ့နေလို့ပညာမျှော်မြင်လိုနေလို့ငါရဲ့ကူညီမှုဆက်ဆံရိုင်းပေးမှုဟာချွတ်ချော်တဲ့အတွက်ကိုယ့်ကိုတစ်ဖက်လူကထင်မှားအမြင်မှားဖြစ်လေရော့သလားဒီလိုအထင်မှားအမြင်မှားဖြစ်ပြီးငါကိုမဖွေမရတုံ့ပြန်လေရော့သလားလို့လဲဆင်ခြင်ရမယ်တဲ့ကိုယ်စေတနာကကောင်းပေမဲ့ဘဟုတုတအတွေ့အကြုံပညာမျှော်မြင်နေရင်လဲကိုယ့်ရဲ့ပြုမှုတွေဟာချစ်ချော်ပြီးစေတနာဝေဒနာဖြစ်တယ်ဆိုတဲ့အဖြစ်မျိုးကိုရောက်သွားတာများလားလို့လဲဆင်ခြင်ရမယ်တဲ့ပြားပရုံးတွေဟာပန်းပွင့်ပန်းကင်တွေနဲ့ထိတွေ့ဆက်ဆံပြီးဝိရည်ယူတဲ့အခါမှာယူလိုတဲ့ဝိရည်ကိုလည်းရခဲ့တယ်ဒီလိုဝိရည်ယူရင်းပန်းပွင့်ပန်းကင်တွေနဲ့ထိတွေ့ဆက်ဆံမှုကြောင့်ပန်းပွင့်ပန်းကင်တွေမှာဘာထိခိုက်မှုမျိုးမှမရှိုံမျှမကဝတ်မုံတွေကူပြီးတလှတပပန်းကင်းကြီးအဖြစ်ကိုတောင်ရောက်စေတယ်ဒီနည်းတူလူတွေနဲ့ဆက်ဆံတဲ့အခါမှာကိုယ့်အကျိုးလည်းပြီးမြောက်သူတစ်ပါးကိုလည်းမထိခိုက်ရုံမကအကျိုးရှိစေတဲ့လုပ်ရမျိုးရှိနိုင်သေးတယ်ဒီလိုလုပ်ရမျိုးဖြစ်အောင်အတွေ့အကြုံဗဟုသုတတွေပညာမျှော်မြင်တွေနဲ့နှိုင်းချေလုပ်သင့်တယ်လို့ကိုသတိပေးရမယ်တဲ့မိတ်ဆွေကောင်းရဲ့ဂုဏ်ရင်ကားတွေနဲ့ပြည့်စုံဖို့ဆိုတာလွယ်တော့မလွယ်ပါဘူးကိုယ်တိုင်မိတ်ဆွေကောင်းဖြစ်ဖို့ခက်ခဲနေရင်ကိုယ်အဝန်းကျင်ကလူတွေကိုမိတ်ဆွေကောင်းတွေမဟုတ်ပါဘူးလို့အလွယ်တကူအပြစ်မတင်ဖို့လဲသတိထားရမှာပါပဲသင်ကတော့မိတ်ဆွေကောင်းဟုတ်ရဲ့လားလို့ပြန်ပြီးအမေးခံရနိုင်တယ်ဆိုတာကိုလည်းသတိပြုရမှာပါပဲကိုကမိတ်ဆွေကောင်းတို့ရဲ့ဂုဏ်ရင်ကားနဲ့ညီအောင်အတက်နိုင်ဆုံးဆက်ဆံပြုမှုပေမဲ့တစ်ဖက်လူတွေကကောင်းမွန်စွာမတုံ့ပြန်ရုံမကကိုယ့်အကျိုးကိုပျက်စီးအောင်လုပ်လာတယ်ဆိုရင်လည်းအားငယ်စိတ်ပျက်စရာတော့မလိုပါဘူးဒီလိုလူမျိုးတွေကိုရှောင်သင့်ကရှောင်ဖယ်သင့်ကဖယ်ပြီးကျွန်တော်တို့ရဲ့စေတနာပညာဝရိယတွေကိုပဲမိတ်ဆွေကောင်းအဖြစ်ဖော်မွန်အဖြစ်ပေါင်းသင်းဆက်ဆံပြီးဘဝခရီးကိုတည်ငြိမ်စွာနဲ့ရှိမှန်းထားတဲ့ပန်းတိုင်ရောက်သည့်အထိရှောင်လန်းသင့်တယ်လို့ပြောရင်ညီကုန်းချုပ်ပါတယ်မိမိကိုယ်သာမိကိုရာပြု၍မိမိမှတပါကိုးကွယ်ရာမရှိဘဲမိမိသာလျင်ကိုးကွယ်ရာရှိသည်ဖြစ်၍နေကုန်လော့မဟာပရိပ္ပါဏသုံးမှဖော်ယူရေးသားထားခြင်းဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်စာအုပ်လေးဖတ်လာလိုက်တာခုဆိုရင်တော့ဆရာကြီးနန္ဒာသိန်းစံရဲ့မိကောင်းစီကောင်းနဲ့ခီးသွားခြင်းဆိုတဲ့စာအုပ်လေးဟာဒီမှာနေမဲ့ဆုံးသက်ပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်